ဆွေးမြစ်တန်ရောစဉ်အတူစားများအပိုင်း6အလေးကျပေါက်ရင်အလေးကျပင်းလို့ခေါ်ပြီးနေတရားလောက်ပဲပူပူဓာတ်ထက်ထက်နဲ့ပဲခုတ်ခုတ်ဥပက္ခနဲ့ပဲတက်တက်နွမ်းချီ6ကပ်သေဖို့အတွက်ရုန်းကန်နေရရင်တန်ရောစဉ်လို့ခေါ်တယ်ခမျိုးကြီးတန်ရောစဉ်မှန်ရင်လေဘလို့အပိုင်းစားပဲဖြစ်ဖြစ်လေးပြီးတသွေးအပြုံးတပွင့်နဲ့တော့အညွတ်တက်ပွင့်ခတ်ဝေပညာထက်မှာရှင်သန်ဖို့တအားခက်မနေဘူးခမျိုးကြီးအပြစ်သစ်မဆိုးလေးနဲ့အပြစ်ဟောင်းကိုဆွဆွခုတ်အလွမ်းသေးတောင်တေချာမပြရဲဘူးအယူဘွားနေစရာမကောင်းတော့မထူးဆက်တဲ့ချင်းနဲ့အယူထက်မဖြစ်ချင်ဘူးတထင်းထင်းနဲ့ရင်နဲ့အောင်ဆူတာတဲအိနာတာပဲအချစ်သစ်မဆိုးလေးနဲ့ရင်နဲ့တဲကြီးကိုခွဲချွေမှာတင်မလို့စိုးသူဖြစ်ပေမဲ့ချစ်တဲ့လူအတွင်းထဲမှာရွေးချယ်စရာအကယ်၍ရှိခဲ့ရင်တော်ရတွေးပြီးပျော်ရရွေးပါကျွန်တော်မျှော်ကငေးတိုင်းပျော်စရာလေးတွေတော့မြင်သာအောင်ထောင်းပြပေးပေါ်နော်ချစ်ရသူပျော်ရွှင်ပြုံးကလေစင်ချေပုံးသားတယောက်ရဲ့ထမင်းတနက်စာလောက်ခီးရောက်တယ်ခမျိုးကြီးရဲ့လူတိုင်းရဲ့စိတ်ပွင့်မှာလိုချင်တာကိုရကျင်ကြတာကြီးပဲမဟုတ်လားကံတရားဆိုတဲ့အစီဓာကြောင့်သာအနေများကွာခြားတာပါစိတ်ဆွဲရတာတကယ်လွယ်နေရင်ဒီမဲ့ခမျိုးကြီးခမရလေကျွန်တော်ရင်ခွင်ထဲကကိုမထွက်ရဘူးမှတ်ကျမ်းမာရေးကူးဆိုင်ပါခမျိုးကြီး I am female one